စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တို့ရဲ့စီစဉ်မှုဖြင့်စံစီပဲစာငပိနဲ့ကုန်မျိုးစုံဈေးကားများဟာပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းငလျင်တန်းတင်ဝန်ထမ်းအိမ်ယာများသို့မလ30ရက်နေ့မှစတင်ပြီးအိမ်တိုင်ရာရောက်သွားရောက်ကတက်တာသောဈေးနှုန်းများနဲ့ရောင်းချပေးလျက်ရှိပြီးဧပြီလ10ရက်နေ့မှ10ရက်မြောက်နေ့အဖြစ်ဈေးကား9စီးဖြင့်လဲလှယ်ရောင်းချပေးလျက်လို့သိရပါတယ်။မလ30ရက်နေ့မှဧပြီလ10ရက်နေ့အထိရေစင်းစိုက်ပျိုးရေးတက္ကသိုလ်နေပြည်တော်ဘူရာရီဆက်ကောင်အလုံးယုံဌာနဝန်ထမ်းအိမ်ယာဒုနာပြုတင်တန်းကြောင်းဥဒရသီရီစေယုံဝန်ထမ်းအိမ်ယာများခရီအိမ်ယာဗရောက်အိမ်ယာဂန့်ကော်အိမ်ယာဒနာသိတိရက်ကွက်အိမ်ယာဗလာသိတိရက်ကွက်အိမ်ယာညာနာသိတိရက်ကွက်အိမ်ယာဒုက္ခသိတိရက်ကွက်အိမ်ယာဝနာသိတိရက်ကွက်အိမ်ယာပညာရေးဝန်ထမ်းအိမ်ယာနေပြည်တော်ကောင်စီဝန်ထမ်းအိမ်ယာရှိဝန်ထမ်းများအားရောင်းချပေးခဲ့ကြောင်းနဲ့နေ့စဉ်ဆက်လက်ရောင်းချပေးသွားမှာဖြစ်ပါတယ်အလားတူမန္တလေးမြို့မှာဈေးကား၄စီးဖြင့်၎င်းစကိုင်းမြို့မှာဈေးကား၄စီးဖြင့်၎င်းရောင်းချပေးခဲ့ပြီးရေတပ်များကိုလည်းအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနဲ့နေ့စဉ်ဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်